မင်္ဂလာပါ solid wire လို့ခေါ်တဲ့ကြိုးမှာတစ်ချောင်းနဲ့ stranded wire လို့ခေါ်တဲ့ကြိုးပြော်တစ်ချောင်းကိုလျှက်စစ်ဆွေးကူးမှုကောင်းမွန်ပြီးဆွဲအားတန်ခံနိုင်အောင်ရှိတဲ့ဆက်သွယ်နည်းကိုပြသသွားမှာဖြစ်ပါတယ်ပထမဦးစွာဝါယာကြိုးနှစ်ချောင်းလုံးရဲ့လက်ကားလေးကိုလိုအပ်သလောက်ဖယ်ရှားပေးပါပြီးနောက် solid wire ရဲ့ဦးတိုင်းကို U shape ပုံစံကွေးညှော်ပြီး hook တစ်ခုပြုလုပ်ပေးရပါမယ်ပြုလုပ်ထားတဲ့ solid wire အကွေးကွင်းကို stranded wire အမြန်အတွင်းထည့်သွင်းပြီးပလာယာကိုအသုံးပြုကာကြိုးနှစ်ချောင်းမလွတ်တော့အောင်တေချဖိညက်ပေးပါဒါမှသာကြိုးအဆက်ဟာဆွဲအားတန်ကိုခံနိုင်ရရှိမှာဖြစ်ပါလေဆက်လက်ပြီး solid wire ကို stranded wire အမြန်ပေါ်မှာကတ်နေအောင်စနစ်တကျရက်ပတ်ပေးရပါမယ်ဒီလိုရက်ပတ်တဲ့အခါမှာကြိုးမြင့်တွေလွတ်မနေစေပဲတင်းကြပ်နေအောင်ဂရုပြုပေးပါပေါ်နေတဲ့ကြိုးစားတွေကိုညီညာအောင်ဖြတ်ထုတ်လိုက်ပါနောက်ဆုံးအဆင့်အနေနဲ့ကြိုးအစပ်နေရာကိုလုံခြုံစိတ်ချရအောင် heat shrink tube ဆွတ်ပြီးအပူပေးကလက်ကပြန်လဲပြုလုပ်ပေးလိုက်ပါအခုဆိုရင်တော့တေးသက်ခိုင်ခံပြီးလျှက်စစ်စည်းကူးမှုကောင်းမွန်တဲ့ solid နဲ့ stranded wire ကြိုးအစပ်တစ်ခုကိုရရှိပြီးဖြစ်ပါလေ